May Minglava, Dini Maramupa Sama Pare, Ero Chaneligo, Sopralabi, Son of Chibi Java, Ero Ideally go Lego Machabi Bame, Ero Tajaya, Ero Kukana Tony Babi. She now so young Babi. I could tell some Sandy Arrow, the Sandy Baby Pare. ဒီဆိုင်လေးဆိုလို့ရှိရင်တော့အရင်လှပါတယ်ပြီးတော့သူကဒီမှာလည်းတပုံရိုက်တဲ့နေရာလေးလည်းရှိပါတယ်အဲ့တော့ကျမတပုံလေးတပုံရိုက်ခဲ့ပါတယ် chicken မှာပြီးပြီဆိုတော့ထိုင်ဆောင်နေရပါတော့ဒီဆိုင်မှာဘာကအရင်နောက်ဆုံးပါအဲ့တော့ဘာကတပွဲမှာပါတယ်စစ်သားဘာကပါအဲ့တော့ကျမဖြစ်မှာတော့အရင်ကစားကြည့်စရာကောင်းတယ်ဘာကလေးရောက်ပါပြီအဲ့တော့ဆက်စားတော့ပါမယ်ဒီဘာကဆိုင်တော့တစ်စိမ်မှာ9လောက်ပေးပါတယ်အဲနောက်ဆိုင်တော့ကြမယ်နောက်တစ်ဆိုင်တော့တွားနေပါပြီနောက်တစ်ဆိုင်ကကျတော့နမကြီးခောက်သေးဆိုင်လေးပဲဖြစ်ပါတယ်အဲဒီခောက်သေးဆိုင်တစ်ဆောင်မှာရှိပါတယ်အရင်ဆုံးအထက်မှာတစ်စားနေမယ်ပေါ့နော်ပြီးလို့ရှိရင်အပေါ်တက်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီမှာနာမည်ကြီးတဲ့ခောက်ဆွဲကိုမှားလိုက်ပါတယ်သူကတော့ရင်းကြီးတွေအများကြီးထည့်ပြီးတော့ဝတောက်လည်းအများကြီးထည့်ပေးရပါတယ်အဲ့တော့စားကြည့်စရာအရင်ကောင်းပါတယ်ဒါလေးဘယ်လိုနေမလဲဆိုတာကိုမြင်ကြည့်ပါမယ်ရတာလေးကတော့အရင်ဝသားလေးများပြီးတော့ပြုတ်ကျက်ဦးအနစ်ကလည်းတော်တော်လေးကိုစားကောင်းပါတယ်ပြီးတော့အရင်ကိုစားလို့ကောင်းပါတယ်စားလဲစားပြီဆိုတော့အပေါ်ကခံနေလိုက်ပြပါမယ်အဲ့တော့လိုက်ကြည့်ပေးပါအောင်ဒီမှာမနော်အပေါ်တက်တောင်မလေးကသိပါပြီအဲ့တော့တက်လာကြမယ်အပေါ်တက်မှာဗာလေးရှိမလဲလို့စစဝင်လိုက်တာတော့မီးပူကြောင်လေးကြောင်တွေ့ရပါတော့လှပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်တော့ခောက်ဆက်ဆောက်လေးရတဲ့နေရာလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်အိတ်လို့ရတဲ့နေရာလေးရှိရပေါ့နော်ဒီမှာအဝတ်တွေလှမ်းပြီးရတယ်ဒီမှာဆိုလို့ရှိရင်ဒါလေးဘနာနာလေးဖြစ်ပါတယ်ဘနာနာလည်းအရင်လှပါတယ်ဒီဆိုင်လေးကိုကြတော့နံပါတ်8ပေးလိုက်ပါတယ်နံပါတ်8ပါသူကအပေါ်တက်လည်းပါပြီးအရင်လှလို့ပါအဲ့နောက်ဆိုင်တက်စားမယ်နောက်တစ်ဆိုင်ကြတော့ပင်လယ်ကမ်းခြေနားမှာရှိပါတယ်အဲ့တော့အဲ့ကိုသွားကြမယ်ဒီဆိုင်မှာတော့ပါမုတ်ကိမုတ်အစုံရပါတယ်အထက်မှာဘလို့နေမလဲဆိုတော့ဝင်ကြည့်ကြရအောင်သူကအပြင်ဘက်မှာတော့ကိမုတ်တွေရေခဲမုတ်တွေရှိပါတယ်အထက်ဘက်မှာဆိုလို့ရှိရင်တော့အများကြီးပေါ့နော်ဒိုးနက်တွေလည်းရှိပါတယ်ပြီးတော့ဆိုင်လေးကအေးအေးလေးနဲ့အရင်မိုက်ပါတယ်မှားတော့မှာပြီးပေါ့နော်အဲ့တော့စောင့်နေပါတယ်ဒီဆိုင်မှာနာမည်ကြီးတယ်ပေါ့နော်စပြည့်မုတ်လေးမှာလိုက်ပါတယ်သူကစပြည့်ကိုအထဲမှာပါအထဲမှာစတော်ဘရီပေါ့နော်အပြင်ကကျတော့စပြည့်အသားလေးပေါ့နော်ပါမုတ်သားလေးကစပြည့်ရောင်လေးထုတ်ထားပါတယ်အဲ့တော့အရက်တာဘယ်လိုနေမလဲဆိုတာစားကြည့်ပါမယ်အဲ့တော့စပြီးစားနေပါပြီသူရတာတော့ဆက်ဆက်လေးနဲ့တော်တော်လေးတော့စားလို့ကောင်းပါတယ်ဒီဆိုင်လေးကျတော့နံပါတ်9ပေးလိုက်ပါမယ်ယေးတော့ကြမယ်နောက်ဆိုင်တော့ကြမယ်အဲ့တော့နောက်ဆိုင်သွားပါမယ်နောက်တစ်ဆိုင်ကဘယ်နားလေးမှာလဲဆိုနောက်တစ်ဆိုင်ကကျတော့ coffee ဆိုင်မှာတစားမှာပဲဖြစ်ပါတယ်အဲ့တော့အထဲမှာဘယ်လိုလေးရှိမလဲဆိုတော့ကြည့်လိုက်ရအောင်သူကဆိုင်နဲ့စဝင်ချင်းကြတော့ဆိုင်ထဲမှာအေးအေးလေးပေါ့နော်ပြီးတော့သူတခြားမှုတွေလည်းရပါတယ်ပေါ့နော်ပါမှုတွေလို့ပါတော့အဲ့တော့အပေါ်တက်မှာဘယ်လိုနေမလဲဆိုတော့ကြည့်ကြမယ်အဲ့တော့အပေါ်တက်နေပါပြီသူကအပေါ်တက်မှာပုံမိုက်တယ်ပေါ့နော်အပေါ်တက်မှာအေးလေးနဲ့မိုက်တယ်ပြီးတော့သူကအပေါ်တက်မှာခမုန်းမပါတဲ့အတွက်လီတိုက်တော့အရင်မိုက်ပါတယ်ပြီးတော့ဒီမှာပေါ့နော်ဘနာနာလေးလည်းလုပ်ပြီးစားပါတယ်အဲ့တော့ကျမကတော့အပေါ်တက်မှာစားပါမယ်ဒီဆိုင်မှာနာမည်ကြီးတဲ့ coffee လေးမှာရပါတယ်အဲ့တော့ခဏစောင့်နေပါတယ်အဲ့တော့အရှိမတော့ coffee ကလေးရောက်နေပါပြီအဲ့တော့ဘလူးရလာရှိအောင်မယ်ဆိုတော့တောက်ကြည့်ပါမယ်
ဒီမှာကတော့လေးလေးကလည်းအရန်တိုက်တာနဲ့ coffee ကပူပူလေးနဲ့ဆိုတော့အရန်ကို fish ပါတယ်အရန်မိုက်ပါတယ်ဒီဆိုင်လေးကိုကြတော့နံပါတ်ကတော့10ပေးလိုက်ပါတယ်ဒီဆိုင်လေးကတော့ပူမိုက်လို့ပါအဲ့တော့နောက်ဆိုင်သွားပါမယ်နောက်တစ်ဆိုင်ကတော့ ice cream ဆိုင်လေးပဲဖြစ်ပါတယ်အဲ့တော့ထဲမှာဘယ်လိုလေးရှိမယ်ဆိုတာတော့ဝင်ကြည့်ကြရအောင်သူကကျတော့စပိန်လေးလည်းရှိသလိုကားလေးလည်းရှိပါတယ်ပြီးအပြင်မှာလည်းထိုင်စားလို့ရတယ်ပေါ့နော်အထဲမှာလို့ဆိုလို့ရှိရင်တော့သူကရေခဲမှုလေးရှိပါတယ်အဲ့တော့ရတာတော့အဆုံးပဲပေါ့နော်ဒီဆိုင်လေးဆို1လီတာလည်းအရင်အေးပါတယ်ဒီမှာဆိုလို့ရှိရင်တော့လက်ပြပုံလေးရှိပါတယ်ပေါ့နော်အဲ့တော့ခုံတစ်ခုမှဝင်ထိုင်လိုက်ပါအဲ့တော့ဒီဆိုင်ရနာမည်ကြီးဆုံးရေခဲမှုကိုမှားရပါတယ်အဲ့တော့ခဏတော့ထိုင်ဆောင်နေပါတယ်ဒီဆိုင်ကနာမည်ကြီးရေခဲမှုတစ်ခုရောက်လာပါပြီကျမကတော့နွားနုနဲ့စတော်ဘယ်ရီမှာရပါတယ်အဲ့တော့စစားကြည့်မယ်အဲ့တော့ဆိုင်လေးကလည်းအေးအေးလေးရေခဲမှုလေးကလည်းအေးအေးလေးဆိုတော့နေရာဒီမှာအရန်ကိုလိုက်ဖက်ပါတယ်အဲ့တော့ဒီမှာကိုအောင်စားလိုက်အောင်မယ်ဒီဆိုင်လေးကိုကြတော့တက်ရပေးပါတယ်ဒီဆိုင်လေးကအရင်မိုက်လို့ပါ